ဒီဗီဒီယိုထဲမှာတော့လူတွေဟာရေမရှိတဲ့ကန်ကြီးတဲကိုရှောင်နေကြတာတွေ့ရမှာပါ။ကန်ကြီးထဲမှာရေမရှိပေမဲ့သူတို့ရဲ့တာဝန်ကရေတွေရှိလာမယ့်နေရာကိုအကာအကွယ်လုပ်ဖို့ပါ။ဘာအကာအကွယ်လဲဆိုတော့ရေတွေအရေတွေမစိတ်မယိုမဖိတ်အောင်ကာကွယ်နိုင်တဲ့ Geo Memory ဆိုတဲ့ပစ္စည်းနဲ့ကာကွယ်တာပါ။ Geo Memory ကမတည်ငြိမ်တဲ့ရေသူမဟုတ်အရှိပုံစံတွေကိုထိန်းချုပ်ရန်အသုံးပြုထားသောတတူမဟုတ်တဲ့အလားသေးသေးငယ်လေးတစ်ခုပဲဖြစ်ပါတယ်။အရေတွေမစိမ့်ထွက်နိုင်အောင်ထိန်းချုပ်ရန်အထူးသတ်မှတ်ထားတာပါ။အများအားဖြင့် HDPE တို့မဟုတ် LLDPE လို့တတူတွေနဲ့လှုပ်ထားတာကိုဖြစ်ပါတယ်။သူကိုဖန်တီးရတဲ့အဓိကရည်ရွယ်ချက်ကတော့ရေဆုံးရှုံးမှုမဖြစ်အောင်နဲ့လွဲမားမတော်တဆမှုတွေမရှိအောင်ပါတဲ့။နောက်ပြီးအနေရရှိတဲ့ဓာတုအမောက်နဲ့စားရီကိုပိတ်ပင်ထိန်းသိမ်းရန်အတွက်လည်းအလွန်အသုံးဝင်ပါတယ်။ HDPE ဟာတာရှိခံမှုဓာတုခံနိုင်မှုနဲ့အလင်းရောင်ရှူပြီးအားခံနိုင်မှုကြောင့်လူကြိုက်အများဆုံးဖြစ်နေတာပါ။လူကြိုက်များသလောက်တကယ်လဲကုန်ကြတက်တာပြီးရေကန်တွေကိုထိန်းချုပ်ရတာပိုလွယ်ကိုလို့အတူယူတဲ့နည်းပညာတစ်ခုပါပဲဒီလိုပုံစံမျိုးမြန်မာမှာရောက်လာရင်ဘလို့စီးပွားရေးတွေမှာသုံးမလဲဆိုတာကိုစိတ်ဝင်စားစရာပါပဲပရိသတ်ကြီးရောဘလို့ထင်ပါသလဲဒီလို Geo Memory ကိုသာအပိုင်ရမယ်ဆိုရင်ဘာဆက်လုပ်မလဲ Geo Memory ဟာရှေ့လျှောက်ဈေးကွက်မှာတန်ဖိုးချီလာမှာပဲဖြစ်ပါတယ်